ဘိုက်တွေကလည်းစားလိုက်တာကွာအိမ်မှာဘာတွေချက်တာလဲမသိ အဲ့ဒါရေဘာရင်ချက်တာလဲဘိုက်စားတာရေ နေပါအောင်ဘာလို့လာနေအခုမှချက်မလို့ပြင်တော့တော့ နေဘယ်ချိန်ရှိလဲရအလောက်ကပြန်လာတခါမှအစင်းလေးဖြစ်တယ်လို့မရှိဘူးစောက်တော့လည်းမကြဘူး ဟုတ်တော့သူများမိန်းမရေလိုမျိုးလေအိမ်မှာဘောကြထိုင်နေရတယ်မိန်းမမဟုတ်ဘူးအလောက်ကလည်းသွားရတယ်အလောက်ကပြန်လာပြီဆိုရင်လေရှင်းစားဖို့လေထမင်းနဲ့ဟင်းနဲ့ချက်ပြတ်ရသေးတယ်ဒီကြားထဲလေစားပြီးသားပကံတွေမဆဲရသေးဘူးဆိုရင်လေဆေးကြောရသေးတယ်လွယ်ရမြထင်းနေလားရှင် ဟာတော်ပြီကွာနားလေးလည်းညီးရနေပြောလိုက်ရင်ဆွေနေလက်ချင်တယ်တော့အပြင်ထဲသွားစားတော့မယ် အမလီစပေါ်စသူ့ပေးတော့ပြေအိတ်30ကတရက်ကို1000နဲ့ခုခေတ်ကောင်စင်းလုံးနဲ့ဆိုင်ငယ်စီရဘူးတောင်မှ1000ကျော်နေပြီသူ့လောက်စားများထိုင်စားရရင်တော့လေပါဇက်ရက်ခတ်ပြီးတော့ဆန်ပြုတ်တောက်ဖို့တောင်မှအနိုင်နိုင်ရဲ့ကြားရပြန်မယူတော့ကတမျိုးယူပြီးတော့တမျိုးဖြစ်ပြန် ခက်တော့အမကျွန်တော်စူညံနေကြလို့လာကြည့်အမဘာဖြစ်နေကြတော့ မပြောချင်ပါဘူးဟဲ့အိမ်ရဟာပေါ့အခုလည်းပြဿနာတက်ပြီးထွက်သွားပြန်ပြီအစိတ်ညစ်တယ် तू အဲ့တော့ပြေတပည့်6ပြားပြီးလို့ရှိရင်ဟိုဟာလောက်ချင်တယ်ဒီဟာလောက်ချင်တယ်နဲ့ဒီကြားထဲအေး तू အပ်တဲ့လားစာမလောက်တဲ့ခါကျတော့ဟိုချီဒီချီဆိုအကျိုးရတင်းပြီးတော့ဒီအိမ်ရလည်းဒီလောက်ကုန်လို့ရှိရင်ကုန်ပြီအဲ့တော့ငါတို့ကလည်းဒီအိမ်ငါ့ဘုတ်တော့ကိုပတ်စံမရှိဘူးမရှိတဲ့အတွက်ဒီအိမ်မောနဲ့ဆင်းပေးရမှာလင်မယားနှစ်ယောက်တော့နေစားစီရင်အလုပ်ရှာမရမှာပါအေးစိတ်ညစ်တယ် ဒီကမှမရဲ့မတို့ကူညီအောင်ကျွန်တော်နည်းနည်းဟောသိပြီမကျွန်တော်အဲ့ဒါမစင်းလားနေရကျွန်တော်လေတစ်တော့3ရင်းနဲ့လေမနက်ကမှတွေ့ထားတာတစ်တော့3ရင်းနဲ့တက်လာတာမရဲ့စက်ရုံအလုံးနေစားငင်းခေါ်နေတာလေမရဲ့ ဟုတ်လား ဟုတ်တယ်ဟိုကလေ ပြောစမ်းပါဦး နေစားစင်ငင်းနဲ့အကုန်စီမေးတယ်ပြီးကြတော့အမားတို့ဒီလင်မယားဆိုတော့လင်မယားခန်းတီးတန်လည်းပေးအောင်ပါမရဲ့ အေးကောင်းတာပေါ့အေးဟုတ်တယ်လေကိုလင်ကိုမရ မတို့ခုအိမ်ငါးကလည်းတက်တာမယ် အေး ပြီးကြတော့လောက်တစ်ခုလည်းရမယ်ပြီးကြတော့ခုလိုမျိုးမတို့ထမင်းချက်တဲ့ကိစ္စနဲ့တကြက်ကြက်လည်းရန်ဖြစ်စရာမလိုတော့ အေးထမင်းလည်းချက်စရာမလို ဘူး တော့ လိုတော့ဘူးအေးဆေးပဲ ကောင်းတယ် အလုပ်လုပ်ပြီးတော့အေးဆေးသားသားရနဲ့ လာစာကြတော့ ဟာမိုင်လာစားလည်းကောင်းတယ်နေများတော့ခုနှစ်သိန်းနေစားစိတ်ငိမ့်မနှက်စားတော့လည်းမခေါင်းရှုံးစရာမလိုတော့နော်အဲ့ကြရင်အမယောက်ျားနဲ့ချစ်ချစ်နေလို့ရပြီအမရဲ့ အေးငါအဲ့ဒင်းပြန်လာမှငါပြောမယ်အဲ့ဆိုလို့ရှိရင်9သိန်းဆိုတာအိတ်ကတ်ထဲကိုအတရင်ထဲယုံလာစားလား9သိန်းဆိုတာအိတ်ကတ်ထဲကိုအတရင်ထဲယုံလာစားလား ဟုတ်တယ်အသက်တင်ထည့်ရမှာအိတ်ကက်ထဲကိုဒရင်လာ မင်းကဘယ်တွေ့ရတော့ ညီမတစ်တော့သုံးနဲ့တွေ့ရအမရဲ့အကောင့်ကတင်ထားတာလင်းလက်တစ်တော့ကောင်းတင်ထားတာ အနင်ပြောတာတော့မယုံ အ ဘူး င်္ဂလိပ်လိုရှာကြည့်လင်းလက်ကိုလင်းလက်ကြော့ဆိုပြီးတော့တစ်တော့မှာအမရိုက်ရှာကြည့်နော်တကယ်လို့အမဖုန်းနေကနေပြီးတော့ဆက်သွယ်ခြင်းနဲ့ဆိုလဲဖုန်းနဲ့ဆက်ပြီးတော့အမစုံစမ်းခြင်းနဲ့ဆိုလဲစုံစမ်း အဲ့ TikTok ကမှဖုန်းနံပါတ်တွေရှိရမလား ရှိရတစ်တော့ကမှလည်းတင်ပေးထားတယ်ပြီးကြတော့အမဟိုခုမှတ်ခြင်းနဲ့ဆိုလဲညီမပြပြပေးမယ် အေးပြောပြော ဖုန်းနံပါတ်က63လုံးကို မောက်ဖုန်းကငါ့ဟိုကလေအိုင်ဘာနေပြီးပို့လိုက်တော့ဟဲ့ ဟုတ်ပြီ တော့အကောင့်မှာတော့ဖုန်းနံပါတ်တွေတင်